ဒီပိုင်းမှာဒီ profit and loss ကိုဘယ်လိုဆွဲရတာလဲ cash flow ကပါလဲ financial position ကပါလဲဆိုတာကိုကသိပြီဆိုလို့ရှိရင်ဒီပြတို့ဒီ accounting for business အတွက်ကိုတည်တည်ချာချာလေး asset ကပါလဲ asset ထဲမှာဘာတွေပါတာလဲ capital ကပါလဲ capital ထဲမှာဘာတွေပါတာလဲ liability ဆိုလို့ရှိရင်လည်း liability မှာဘာတွေပါတာလဲဆိုတာကိုဒီမှာအသေးစိတ်လေးဆက်ပြီးတော့မှလေ့လာမယ်အဲ့တော့ဒီမှာ introduction to account ဆိုတာဘာကိုပြောတာလဲaccount ဆိုတာဘာကိုပြောတာလဲဆိုရင် the formal record kept with each item is known as an account နဲ့စာရင်းတစ်ခုချင်းစီကို record kept စနစ်တကျသွင်းတာကိုကြည်ပြတို့က account လို့ခေါ်ပါတယ် equation of accounting ဆိုတာ accounting equation စာရင်းတစ်ခုလောက်တော့မယ်ဆိုလို့ရှိရင်သူ့ရဲ့ base equation ကဘာလဲဒါနဲ့ပဲအလုပ်လုပ်သွားတာ asset equal to capital plus liability asset ဆိုတာကပိုင်ဆိုင်မှု capital ဆိုတာယင်းနှိမတည်ငွေ liability ဆိုတာပေးရန်ရှိသောငွေအဲ့တော့ asset မှာထပ်ပြီးတော့မှသူကပြောထားတယ်မြန်မာလိုပြောထားတယ်လုပ်ငန်းကပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုငွေသို့မဟုတ်အရာဝတ္ထုတွေအကုန်လုံးကို asset လို့ခေါ်ပါတယ် capital ကတော့ပိုင်ရှင်ကလုပ်ငန်းထဲကိုထည့်ဝင်လိုက်တဲ့ငွေသို့မဟုတ်ကုန်ပစ္စည်းတွေကိုတော့ capital တနည်းအားဖြင့် equity လို့ခေါ်ပါတယ် liability ဆိုတာကတော့ပေးရန်ရှိတာဝန်အလုံးကို liability လို့ခေါ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုက account payable account payable ကဘာအုပ်စုလဲဆိုလို့ရှိရင် liability အုပ်စုပါ account payable ဆိုတာကကိုကလုပ်ငန်းတစ်ခုမှာလုပ်ငန်းလုပ်တော့မယ်ဆိုလို့ရှိရင်လုပ်ငန်းမှာအကျွေးတွေဘာလုပ်ရမလဲဝယ်ရမှာလေနော်ပစ္စည်းတွေကိုရောင်းဖို့အတွက်အကျွေးတွေအရင်ဝယ်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုကြည်ပြတို့က account payable တနည်းအားဖြင့် AP လို့ခေါ်ပါတယ်ကုန်သည်တွေစီကနေပြီးတော့မှကိုယ့်လုပ်ငန်းအတွက်လိုအပ်သမျှအကျွေးဝယ်ထားလို့ပေးရမယ့်တာဝန်တွေကိုကြည်ပြတို့က account payable စာရင်းထောင်ပြီးတော့သွင်းရပါတယ်တနည်းအားဖြင့်စာအုပ်ပေါ့နော် account payable ပေးရန်ရှိတာဝန်စာအုပ်စာရင်းလုပ်ပြီးတော့မှစာရင်းသွင်းရပါတယ်နောက်တစ်ခုကတော့ account receivable ဆိုတာတနည်းအားဖြင့် AR ကိုပြောတာပါနော် AR အဲ့တော့ account receivable ဆိုတာကကိုက customer တွေကိုပစ္စည်းရောင်းတဲ့အခါမှာလက်ငင်းရောင်းတာလည်းရှိမယ်အကျွေးရောင်းတာလည်းရှိမယ်လက်ငင်းရောင်းတာကတော့ cash ထဲကိုသွားမှာပေါ့ငွေစင်းစာအုပ်ထဲမှာသွားမှာဘလောက်ရောင်းလိုက်လို့ဘလောက်ဝင်လာပါတယ်ဆိုတာငွေစင်းစာအုပ်ထဲမှာသွင်းမှာတကယ်လို့ကိုယ့်ရဲ့ customer တွေကိုအကျွေးရောင်းလိုက်တယ်ဆိုလို့ရှိရင်သူတို့စီကနေရစရာရှိတဲ့အကျွေးတွေကိုကြတော့ကြည်ပြတို့ကဘယ်စာအုပ်ထဲမှာသွင်းရတာလဲဆိုရင် account receivable ဆိုတဲ့စာအုပ်ထဲမှာသွင်းရပါတယ်အဲ့တော့ customer တွေစီကိုကိုယ့်လုပ်ငန်းကပစ္စည်းတွေကိုရောင်းလိုက်တဲ့အခါမှာရရန်ရှိတာဝင်နေဒါတွေကိုတော့ဘယ်ထဲမှာထည့်ရတာလဲဆိုရင် AR ဆိုတဲ့စာရင်းထဲမှာထည့်ရပါတယ်ဒါဆိုရင်ဒါလေးကိုနားလည်မယ်လို့ထင်တယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကအသေးစားလုပ်ငန်းဖြစ်တယ်သူများတွေစီကလည်းအကျွေးတွေပါယူမထားဘူးဆိုလို့ရှိရင် liability ပေးရန်ရှိတာဝန်မရှိဘူးဆိုရင်တော့လုပ်ငန်းထဲမှာရှိတဲ့ asset နဲ့ပိုင်ရှင်ကရင်းနှီးမြှုပ်နှံထားတဲ့ရင်းနှီးမှုနဲ့ကဘာဖြစ်ရမလဲဆိုရင်ညီရပါမယ်လို့ပြောတာပါဟုတ်ပြီနော်အဲ့တော့ asset မှာဆိုရင်ဘယ်နှမျိုးရှိလဲဆိုရင်2မျိုးရှိပါတယ် fixed asset တနည်းအားဖြင့် non current asset နောက်တစ်ခုက current asset non current asset ဆိုတာလုပ်ငန်းကနေပြီးတော့မှကာလရှည်ပိုင်ဆိုင်ထားတဲ့ပိုင်ဆိုင်မှုတွေကိုတော့ကြည်ပြတို့က non current asset လို့ခေါ်ပါတယ် non current asset မှာနမူနာအားဖြင့်ဒီမှာပြောမယ်ဆိုရင် motor van ဆိုတာကလည်းပါလဲဆိုရင်ဒီလုပ်ငန်းအတွက်သုံးလိုက်တဲ့ platform တွေရှိမယ် motor car တွေရှိမယ်အဲ့ဒါတွေကပါလဲဆိုရင် non current asset ရဲ့အောက်မှာထည့်ရပါတယ်နောက်တစ်ခုက premises ဆိုတာကကြတော့ပါလဲ premises ဆိုတာကြတော့လေဒီ non current asset ပဲကာလရှည်သုံးရတဲ့ပစ္စည်းတစ်ခုပဲเนาะနောက်တစ်ခုက furniture and fixture ဆိုတာဒီလုပ်ငန်းထဲမှာထည့်တဲ့ဘာတွေလဲဆိုလို့ရှိရင်ပရိဘောဂပစ္စည်းတွေပေါ့နော်ပရိဘောဂပစ္စည်းတွေဆိုလို့ရှိရင်လည်း non current asset ရဲ့အောက်မှာထည့်ရတယ်။ဘာဖြစ်လို့ non current asset ရဲ့အောက်မှာထည့်ရတာလဲဆိုရင်သူဒီကာလရှည်သုံးလို့ရတဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဗီဒီယိုတစ်လုံးဝယ်လိုက်တယ်ဆိုလို့ရှိရင်လည်း non current asset အောက်မှာစာရင်းအရှိထည့်ပေးရတယ်။ဒီလုပ်ငန်းမှာဗီဒီယိုတစ်လုံးပိုင်သွားပါပြီဆိုတာကို non current asset ရဲ့အောက်မှာစာရင်းအရှိထည့်ပေးရတယ်။အဲ့လိုပဲ machinery MA เนาะ MACH machinery ဆိုတာကကြတော့စက်ပစ္စည်းတွေပေါ့နော်။မှာကိုကလုပ်ငန်းကြီးလဲပတ်ဖို့အတွက်မီးစက်တွေဝယ်လိုက်တယ် air con တွေဝယ်လိုက်တယ်အဲ့ဒါဆိုရင်လည်းကြည်ပြတို့ကဘယ်မှာထည့်ပေးရမလဲဆိုလို့ရှိရင် non current asset ရဲ့အောက်မှာကိုယ့်ရဲ့လုပ်ငန်းမှာဒီပစ္စည်းပိုင်ဆိုင်မှုရှိနေပါပြီဒီပစ္စည်းရှိပါတယ်ဆိုတာကို non current asset ရဲ့အောက်မှာထည့်ပေးရမှာဟုတ်ပြီနော်အဲ့တော့ဒီမှာ non current asset လို့ပြောလိုက်တယ်ဆိုရင် land ကလည်း non current asset အုပ်စုပါပဲ land ဘာလဲမြေကွက်မှာဆိုလို့ရှိရင်မြေကွက်ကလည်းလုပ်ငန်းကပိုင်ဆိုင်တာကာလရှည်ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုဖြစ်တဲ့အတွက်ကြောင့်မလို့သူ land လို့ပြောလိုက်တယ်ဆိုရင်လည်း non current asset ရဲ့အောက်မှာသွင်းပေးရတယ် inventory ကတော့ current asset ပါ non current asset မဟုတ်ပါဘူးဒါကိုထည့်ပြီးတော့မစင်စားပါနဲ့
နောက်တစ်ခုက factory ရုံးနေစက်ရုံနေဟုတ်ပြီနော်ကာလရှည်ပိုင်ဆိုင်တဲ့ကာလရှည်ငှားထားတယ်ဆိုလို့ရှိရင်ဒီငှားထားတဲ့ဒီစက်ရုံကြီးကလက်တလုံးမှာကိုယ့်ရဲ့လုပ်ငန်းမှာ3နှစ်ပိုင်နေဆို3နှစ်4နှစ်ပိုင်နေဆို4နှစ်အဲ့တော့လုပ်ငန်းထဲမှာဒါကြီးကပိုင်ဆိုင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီပါလဲဆိုလို့ရှိရင် non current asset အောက်မှာ factory ဆိုတဲ့စာရင်းကိုထည့်ပေးရတယ်။ ဘယ်ဒီအဆောက်အဦတွေပိုင်ဆိုင်တယ်ဒါမှမဟုတ်ရင်နှစ်ရှည်စာချုပ်တွေနဲ့ငှားထားတယ်ဆိုရင်လည်းကြည်ပြတို့ကဘယ်မှာထည့်ရလဲဆိုရင် non current asset အောက်မှာထည့်ရပါတယ်။နောက်တစ်ခုကတော့ machinery ပါ။ machinery ဆိုတာကတော့ဥမာကိုယ့်ရဲ့လုပ်ငန်းအတွက်စက်ပစ္စည်းတွေဝယ်မယ်ပေါ့နော်။စက်ပစ္စည်းတွေဝယ်မယ်မီးစက်တွေဒါမှမဟုတ်လို့ရှိရင်လည်းတခြားပေါ့မှာမျက်ရည်ဆက်တွေပါညာတွေပေါ့ဒါကတော့လုပ်ငန်းအတွက်ထဲဝင်လိုက်တဲ့စက်ပစ္စည်းတွေဆိုလို့ရှိရင်လည်းသူကစရင်အရှိအနေနဲ့ non current asset အောက်မှာထည့်ရပါတယ်နောက်တစ်ခုကတော့ vehicle ဆိုတော့လုပ်ငန်းအတွက်သုံးရမယ့်ပတ်ဖိုးကားကြီးတွေဒါမှမဟုတ်ရင်ကားပေါ့မော်တော်ကားတွေဒါမှမဟုတ်ရင် delivery ကားတွေအဲ့ဒါတွေကလည်းလုပ်ငန်းထဲမှာထဲဝင်လိုက်တဲ့ပစ္စည်းအရှိဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်မှာထည့်ရလဲဆိုလို့ရှိရင် non current asset အောက်မှာထည့်ရပါတယ်เนาะအဲ့တော့ land လို့ပဲပြောပြော factory ပဲပြောပြော building machinery vehicle ဥမာကိုယ့်ရဲ့လုပ်ငန်းမှာအကွန်ဝင်လိုက်တယ်ဆိုလို့ရှိရင်လည်းအကွန်တစ်လုံးစရင်ရှိအနေနဲ့ non current asset အောက်မှာထည့်ရတယ်ဝါတာကူလာဝယ်လိုက်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီဝါတာကူလာကနှစ်ကာလအကြာကြီးသုံးရမှာဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းထဲကိုထည့်ဝင်လိုက်တယ်လုပ်ငန်းထဲမှာအခုဝါတာကူလာပိုင်သွားပြီးပြီးတော့အကွန်စရင်ထည့်ထားပါတယ်ဆိုတော့စရင်ရှိကိုကြည်ပြတို့ကကိုယ့်လုပ်ငန်းမှာပိုင်ဆိုင်တဲ့ကိုယ့်လုပ်ငန်းထဲကိုထည့်ဝင်လိုက်တဲ့ပစ္စည်းတွေကိုဘယ်မှာထည့်ရလဲဆိုရင် non current asset အောက်မှာထည့်ပေးရပါတယ်ဟုတ်ပြီနော်ဒါဆိုရင် non current asset လို့ပြောလိုက်တယ်ဆိုရင်ကာလရှည်ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေကို non current asset အောက်မှာထည့်ရပါတယ် motor van ပဲဝယ် premises ပဲဝယ် pre-board ကပစ္စည်းတွေပဲဝယ်အခြားစက်ပစ္စည်းတွေပဲဝယ် equipment တွေပဲဝယ်နော်ဝယ်တဲ့ပစ္စည်းတွေအကုန်လုံးကိုစရိတ်အရှိအနေနဲ့ non current asset အောက်မှာထည့်ရပါတယ်နောက်ပိုင်းကျမှဒီပစ္စည်းတွေကနှစ်ကာလကြာတဲ့အခါမှာတန်ဖိုးရောကြမှုတွေဘာတွေကနောက်မှပြန်ပြီးတော့နှုတ်တာတွေဘာတွေသွားရမှာเนาะနောက်တစ်ခုဆက်သွားမယ် current asset တဲ့ current asset ဆိုတာကဘာလဲတဲ့ current asset ဆိုတာကတော့ဘာလဲဆိုလို့ရှိရင်သူကငွေဖြစ်လွယ်တဲ့အရာတွေကို current asset လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ကိုက cash လို့ပြောရဲဆိုရင်လည်း current asset ရဲ့အောက်မှာစရင်ထည့်ပေးရတယ်ငွေဝင်လာတာပဲဖြစ်ပေါ့နော်အဲ့ဒါဆိုရင်ကြည်ပြတို့က current asset cash လို့ထည့်ပေးရပါတယ်နောက်တစ်ခုက cash equivalent ပြီးတော့ marketable security တွေရှိမယ်ပြီးတော့ account receipt တွေပဲ account receipt တွေပဲဆိုတာကတော့ဘာလဲဆိုလို့ရှိရင်ရရန်ရှိတာဝန်တွေပေါ့နော်ရရန်ရှိတာဝန်တွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့လုပ်ငန်းကနေပြီးတော့မှကိုယ့်ရဲ့ customer တွေကိုပစ္စည်းအကျွေးရောင်းလိုက်တယ်တစ်လအတွင်းမှာငွေပြန်ရမယ်နှစ်လအတွင်းမှာငွေပြန်ရမယ်ကာလတူအတွင်းမှာငွေဖြစ်လွယ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်သူဒီလဲပါလဲဆိုလို့ရှိရင် current asset အောက်မှာထည့်ပေးရပါတယ်နောက်တစ်ခုက inventory ဟုတ်ပြီကိုယ့်ရဲ့လုပ်ငန်းမှာပစ္စည်းတွေသို့လောင်ထားမယ်မနေ့ဖြန်မှာရောင်းရရင်လည်းရောင်းရမယ်နောက်တစ်လနေမှာရောင်းရရင်လည်းရောင်းရမယ်နောက်3လနေမှာရောင်းရရင်လည်းရောင်းရမယ်အဲ့တော့ GBR တို့ကဒီ inventory ကိုရောင်းလိုက်တယ်ဆိုရင်လည်းငွေဖြစ်လွယ်တာဖြစ်တဲ့အတွက်သူ့ကိုလည်းဘယ်ရဲ့အောက်မှာထည့်ရလဲဆိုရင် current asset ရဲ့အောက်မှာထည့်ရပါတယ်ဟုတ်ပြီနော်နောက်တစ်ခုက prepaid expense ဆိုတာကကြတော့ဘာလဲဆိုလို့ရှိရင်ကြိုတင်ပေးအသုံးစရိတ်ကြိုတင်ပေးအသုံးစရိတ်ဆိုတာလေးကပြီးရင်တည်တံ့လေးပြန်ပြီးတော့ရှင်းပြပေးပါမယ်နောက်တစ်ခုက other liquid asset ဆိုတာကကြတော့ကာလတူအတွင်းမှာငွေဖြစ်လွယ်တဲ့အရာတွေဆိုလို့ရှိရင်လည်းကြီးပြတို့ကဘယ်ရဲ့အောက်မှာထည့်ပေးရလဲဆိုရင် current asset ရဲ့အောက်မှာထည့်ပေးရပါတယ်ဟုတ်ပြီနော်အဲ့တော့သူက cash လို့ပဲပြောပြီးတော့ရင်ဒီထားပါတော့လုံခြုံရေးတို့ဘာလို့ပဲပြောပြီးတော့ account receipt တွေပဲလို့ပြော inventory လို့ပြော prepaid expense လို့ပြောဒီပြီးရင်နောက်ထပ်ငွေတခြားငွေဖြစ်လွယ်တဲ့အရာတွေဆိုလို့ရှိရင်ကြီးများတို့ကဘယ်ရဲ့အောက်မှာထည့်ပေးရလဲဆိုလို့ရှိရင် current asset ရဲ့အောက်မှာထည့်ပေးရပါတယ်เนาะအဲ့တော့ non current asset ဆိုတာဘာလဲ current asset ဆိုတာဘာလဲဆိုတာကို꿰ပြသွားပြီဆိုရင်စရင်ချုပ်တဲ့အခါမှာဒါကဘာစရင်ဒါကတော့ဘာဆိုတာကို꿰ပြသိသွားပြီနောက်တစ်ခုက liability ဆိုတာကတော့ပေးရန်ရှိတာဝန်မှာလည်းနှစ်မျိုးရှိတယ် non current liability ရယ် current liability ရယ် non current liability ဆိုတာကကြတော့နှစ်ကာလကြာရှည်အောင်ထားပြီးတော့မှပေးရတဲ့ပေးရန်ရှိတာဝန်တွေဥမာဘဏ်ကနေပြီးတော့မှအပေါင်စာချုပ်နဲ့ချီးထားတဲ့ချီးငွေတွေတို့ဒါမှမဟုတ်လို့ချင်းလုပ်ငန်းလည်ပတ်ဖို့အတွက်တစ်ခုကိုအပေါင်ထားပြီးတော့မှချီးထားတဲ့ချီးငွေတွေပေါ့နော်ပြီးတော့မှ3နှစ်နေမှပေးရမယ့်ပတ်စံ4နှစ်နေမှပေးရမယ့်ပတ်စံအဲ့ဒီလိုမျိုးတွေဆိုလို့ရှိရင်တော့ကြည်ပြတို့ကဘယ်ရဲ့အောက်ကိုထည့်ရလဲဆိုရင် non current liability ရဲ့အောက်မှာ
ထည့်ပေးရတယ်နော်ပြီးတော့ရင်နောက်တစ်ခုက liability current liability ဆိုလို့ရှိရင်တော့သူကတစ်နှစ်အတွင်းမှာပေးရတဲ့ပေးရန်ရှိတာဝန်တွေဆိုလို့ရှိရင် current liability ရဲ့အောက်မှာထည့်ပေးရပါတယ်ဥပမာကိုကကုန်ပစ္စည်းတွေဝယ်လို့ရှိရင်တလသတ်မှတ်ထားတယ်ဟုတ်ပြီနော်ဆိုင်ကနေပြီးတော့မှတလသတ်မှတ်ထားတယ်ဆိုရင်ကြည်ပြတို့ကသတ်မှတ်ထားတယ်တလအတွင်းမှာငွေဆက်ကိုဆက်ပေးရတယ်ငွေမဆက်ဘူးဆိုရင်ကိုကဒီလုပ်ငန်းနဲ့ဆက်ပြီးတော့အလုပ်တွဲလုပ်လို့မရတော့ဘူးပေါ့နော်အဲ့ဒီလိုမျိုးအဲ့ဒါကိုကြတော့ကြည်ပြတို့ကအဲ့လိုကာလတူအတွင်းမှာပေးရမယ်ပေးရန်ရှိတာဝန်တွေကို current liability ရဲ့အောက်မှာထည့်ပေးရတယ်အဲ့တော့ဒီမှာလည်းပြောပေးထားပါတယ် current နဲ့ non current လို့ပြောလဲဆိုလို့ရှိရင် period within 1 year တစ်နှစ်အတွင်းမှာပေးရတဲ့ပေးရန်ရှိတာဝန်တွေကို current liability ရဲ့အောက်မှာထည့်ရပါတယ်ဥပမာကုန်ပစ္စည်းတွေအကျွေးဝယ်လို့ပေးရန်ရှိတာဝန်တွေပဲဖြစ်ဖြစ်ဘဏ်ကနေပြီးတော့မှချီးလို့တစ်နှစ်အတွင်းပေးရမယ်တာဝန်တွေဆိုလို့ရှိရင်ဘယ်မှာထည့်ရလဲဆိုရင် current liability ရဲ့အောက်မှာထည့်ပေးရပါတယ်နောက်တစ်ခုက non current liability ဆိုရင် period after 1 year အဲ့ဆိုတော့တစ်နှစ်ကျော်မှာပေးရမယ်ပေးရန်ရှိတာဝန်တွေဆိုလို့ရှိရင်တော့ non current liability ရဲ့အောက်မှာထည့်ပေးရပါတယ်เนาะပြီးတော့ရင်နောက်တစ်ခုက balance sheet လို့ပြောလို့ရှိရင်တနည်းအားဖြင့် non current financial position ပေါ့ financial position လို့ပြောလိုက်လို့ရှိရင်ဒီထဲမှာပါထည့်ပေးရမလဲဆိုရင် assets လုပ်ငန်းကပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုပြီးတော့ owner equity ပိုင်ရှင်ကနေပြီးတော့ယင်းနှိမ့်မြုပ်နှံလိုက်တဲ့ယင်းနှိမ့်မြုပ်နှံမှုတွေပြီးတော့ရင် liability ပေးရန်ရှိတာဝန်တွေဟုတ်ပြီနော်ဒါတွေကိုဘာလို့ပေးရလဲဆိုလို့ရှိရင်ညှိအောင်ညှိပေးရပါတယ်ဒါလေးကိုတော့ကြည်ပါတို့က balance sheet လို့ခေါ်ပါတယ်နော်အဲ့ဒါလေးတွေကိုဒီမှာဘယ်ဟာက asset လဲဘယ်ဟာက non current asset လဲဘယ်ဟာက liability လဲဘယ်ဟာက non current liability လဲဆိုတာကို exercise လေးနဲ့လုပ်ပေးရမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာ liability ရှိတယ် non current liability asset ရှိတယ် asset မှာ non current asset ရှိတယ် current asset ရှိတယ်ပြီးတော့ liability မှာဆိုလို့ရှိရင်လည်း non current liability ရှိတယ် current liability ရှိတယ်အဲ့ဒါလေးတွေကိုကတိတိကျကျနားလည်အောင်꿰ပြအောင်လေ့လာပါလေ့လာပြီးသွားပြီဆိုမှလေ့ကျင့်ခန်းကိုစပြီးတော့မှလုပ်ရမှာပါเนาะ